ကုသိုလ်တွေထဲမှာလက်ဆော်ပြဟောထားတဲ့ကုသိုလ်တွေဝေလာမတုတ်တမှာဟောထားတဲ့ကုသိုလ်တွေရဲ့အဆင့်ဆင့်အကောင်းဆုံးကုသိုလ်လုပ်ကြမယ်ဆိုရင်ဘယ်ကုသိုလ်လုပ်ရမလဲလောကမှာငွေကြေးဒနာကုန်ကြတဲ့ကုသိုလ်ကအကောင်းဆုံးလားဘယ်ကုသိုလ်ကအကောင်းဆုံးလဲဒီအယောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာကြည့်လေလမ်းခင်းတဲ့ကြောက်ရောင်းတဲ့လူနဲ့ဗရမ ्या ကြောက်တို့ကြောက်စိမ့်တို့ရောင်းတဲ့လူနဲ့တူတယ်လမ်းခင်းတဲ့ကြောက်ရောင်းတဲ့ပုဂ္ဂိုလ်ကကားကြီးတွေနဲ့တိုက်ပြီးကြောက်ပုံကြီးကြီးဟိမ့်နေအောင်ပုံထားပြီးတော့ရောင်းတာဟာလောက်မှမရအကြီးကောင်းတဲ့ဗရမ ्या ကြောက်ကလေးတစ်လုံးဟာအိတ်ထောင်ထဲမှာတောင်မှအပြည့်မဟုတ်ထည့်ထားအဲ့ဒီဗရမ ्या ကြောက်ကလေးတစ်လုံးရောင်းတာခုနကကားအစီး20 200 300တိုက်ရတဲ့ကြောက်ပုံကြီးနဲ့ဆာလိုက်ရင်ဗရမ ्या ကြောက်လေးကတမိုးချီမှာတယ်စိတ်လေးတစ်ပွင့်ကတမိုးချီမှာကြောက်ပုံကြီးကတမိုးမရှိဘူးကုသိုလ်မှလည်းပဲအဲ့ဒီလိုသဘောထားဘယ်ကုသိုလ်ကအသေးစားဘယ်ကုသိုလ်ကအချီစားရလိုက်တဲ့အခါမှာအကျိုးအမြတ်ဆိုကြချာနာမှုရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားဝေလာမတုတ်တံမှာဟောတာရှိငွေချေးဒနာအကုန်ကြခံပြီးတော့လုပ်တဲ့ကုသိုလ်တွေထဲမှာသတုတ္တိတသံဃာအရက်လေးမျက်နှာမှာအပိတ်ပင်တာစီမရှိကြွလာနိုင်တဲ့သံဃာတွေကိုရည်ညွှန်းပြီးတော့တန်ခိကကြောင်းအဆောက်အဦတစ်ခုဆောက်လှူတယ်ငွေကြေးဒနာအကုန်ကြခံပြီးတော့ဆောက်လှူတဲ့ကြောင်းအလှူဟာငွေကြေးဒနာကုန်တဲ့အထဲမှာတော့အကောင်းဆုံးကုသိုလ်လို့ပြောတယ်ဆွမ်းလှူတဲ့ကုသိုလ်ရှိတယ်သင်္ကန်းလှူတဲ့ကုသိုလ်ရှိတယ်ဆေးလှူတဲ့ကုသိုလ်ရှိတယ်သံဃာတွေကိုရည်ညွှန်းပြီးတော့ဆောက်လုပ်တဲ့ကြောင်းအလှူရှိတယ်အဲ့ထဲမှာဆွမ်းသင်္ကန်းကြောင်းလို့ဆိုတဲ့ကုသိုလ်တွေထဲမှာကြောင်းလှူတဲ့ကုသိုလ်ဟာအကောင်းဆုံးဘာကြောင့်အကောင်းဆုံးလို့ပြောရတယ်လဲတတိယတိုင်းကုသိုလ်တွေတိုးနိုင်တယ်ထာဝရကုသိုလ်မျိုးဖြစ်လို့ကောင်းတယ်လို့ပြောတယ်ဆွမ်းဆိုတာထမင်းအသက်9ရက်ပဲအတော့မှမနေ့ကပြီးရင်နေတဲ့စားနောက်တရက်မရှိတော့သင်္ကန်းဆိုတာ3-4လပဲဆေးဆိုတာယောဂဝေဒနာရှိမှလိုအပ်တာအဲ့တော့ကြံတဲ့ဆွမ်းသင်္ကန်းဆေးတို့ဟာတခဏလေးပဲထာဝရလိုအပ်ချက်လည်းမဟုတ်ကျောင်းဆိုတာကြတော့အနှစ်50အနှစ်100ဟောလို့ဆောက်ဦးကြီးတယ်မှာအခုပဲကြည့်ဒီသိမ္မာယုံကြီးထဲမှာအေးချမ်းချမ်းတရားနာနိုင်ခွင့်ရှိတာဘယ်သူကနေပြီးတော့ဆောက်ရှောက်ကားဝယ်ပေးထားတော့ဆိုဒီအဆောက်အဦကြီးကကိုယ်အကျိုးပြုတာအပြစ်မဲ့မှာဆိုရင်အေးမယ်သို့မဟုတ်နေပူမယ်ဒီလိုမနေနိုင်ဘူးအဲ့တော့နေပူရင်ပူမယ်အေးရင်အေးမယ်လေတိုက်ရင်တိုက်မယ်ဟောဆောက်ဦးရဲကြတော့ပို့ပြီးတော့ချမ်းသာလေလုံးမိုးလုံးအနေထားတစ်ခုဒါဘယ်သူကအကျိုးပြုဒီเจ้าကအကျိုးပြုဆောက်ဦးကအကျိုးပြုနေတာလူတွေကိုဒါကိုဥပနိဒေယပစ္စယောလို့ခေါ်တာလူချင်းသာကျေစုပြုတယ်လို့မှတ်တမဲ့ထင်ညာထင်အဆောက်ဦးကကိုယ့်ကိုကျေစုပြုထားတာအဆောက်ဦးကခုချိန်မှာကျေစုပြုထားတယ်အေးချမ်းချမ်းနေနိုင်တာအဆောက်ဦးကကျေစုပြုထို့တူပဲအစာတို့အဝတ်တို့ကလည်းကျေစုပြုတယ်အဲ့ထက်မဲ့ကျေစုပြုတဲ့ထက်မဲ့အဆောက်ဦးရဲ့ကျေစုပြုမှုကပို့ပြီးတော့ကြီးမားတယ်ဒါကြောင့်ကျောင်းအလှူဟာကောင်းဆုံးလို့ဒီလိုမြတ်စွာဘုရားဟောဒါဖြင့်ဒီတဲ့ကောင်းတဲ့ကုသိုလ်ကောင်းမှုတွေရှိသေးလားရှိတယ်ခုနကဘုရားတရဏံကိစ္စမိဆိုပြီးကိုယ့်ရဲ့ဘဝကို